အားလုံးပဲမင်္ဂလာပါ29ရက်နေ့တောက်ကြညနေအတွက်ပေါ့ရှစ်တလုံးကြိုက်တာနဲ့ကပ်ပေါ့ကျွန်တော်ဒီ၄ကွက်ထုတ်တာ38 98 98 88ပေါ့ဒီရပိုင်းအလုပ်တွေများနေရတယ်မှာစိုက်ကုန်တွေ့ရအောင်တွက်ဖြစ်လေဒီကနန်းနေရတော့ရှောက်ထွက်နေပေါ့မှာမဟုတ်အဲ့တော့ညနေတော့ရှစ်တလုံးကြိုက်တယ်ကြိုက်တူမှကစားတော့ဒါရှိတဲ့စိုက်ပဲပြပြီလိုက်ကျွန်တော်စိုက်ကြည့်အောင်ဒီတက်လို့ဖြစ်ပြီ1 2 3 4 5 6 9ပင်ချာရမှာတစ်ထိပ်ဆောင်လာ1 2 3 4 5 6 9ပင်ချာရမှာတစ်ထိပ်ဆောင်ပြီအဲ့တစ်ထိပ်ဆောင်တဲ့ချိန်သူ့ဆောင်ကဒီ3ကပါဝါရှစ်တလုံးပြန်ရရအဲ့ချိန်မှာထိတ်3လုံးပေါင်း8တစ်လေ3ပေါင်းနဲ့8ပြန်ဖြစ်တယ်ဒါမှမဟုတ်ရင်ဒီ9နဲ့ဒီထိတ်3နဲ့8ဒါဒုတိယကလည်းတော့တက်ဆောင်ရင်ဇောင်းမှာ3လုံးပါဝါ8က8တလုံးပြန်ကြအဲ့ထိတ်3လုံးပေါင်းချင်း8ဒါမှမဟုတ်ရင်ဒီထိတ်နဲ့ဒီထိတ်နဲ့ပေါင်း8ပေါ့ဒီတစ်ပတ်မွေးကနားလည်းမထွက်ဘူးနေ့တက်ဒီလည်းမအောင် I'm sorry ပါခုတတိယကက်လည်းသူကဆက်ပေးမယ်ဆိုရင်တက်ဆောင်ကတော့3ပါဝါ8တလုံး10ဖြစ်ဒီ3လုံးပေါင်းလည်း10ဖြစ်မှဆို3ထဲမှာ38လားဒါမှမဟုတ်ဒီနှလုံးထိန်းနဲ့ဒီထိန်းနဲ့10ဖြစ်မှဆိုရင်10ထဲမှာဆို88လားမွေးကနန်းသမားတော့စာရှိမှာပေါ့အခွေတော့ခွန်ရှိကိုကမထွက်သေးဘူးဆိုတော့ဒီ8တလုံးပါဆိုတော့မရှိကိုခွေတစ်ချိန်ပဲကြံ့အဲ့တော့အကြိုက်တူလို့ထိုးကြည့်မယ်ဆိုရင်တော့ဒီ8တလုံးတခြားကြိုက်တဲ့ကိနဲ့ကတ်ကျွန်တော်38 98 98အားဘူးဆို88ပေါ့ဒီလေးလုံးပဲ4ကွက်ပဲထုတ်ထားတယ်ကွက်ကိုပြန်ချိန်ကြည့်ပါစိုက်ကိုတခြားလမ်းကြောင်းတွေ့လို့ရှိရင်လည်းတွဲထိုးကြည့်ပါကဲအားလုံးအပိတ်နေမှာကန်ကောင်းပါစေကိုလက်ပါ